အခုဒီဗီဒီယိုကနော်အပေါ်ကိုလေချင်နေခဏခဏတက်ပြီးတော့ရင်ဝါကိုမီးစားနဲ့ထိုးသလိုခံစားနေရတဲ့သူတွေအတွက်ပဲဖြစ်တယ်เนาะအဓိကဘာကြောင့်အဲ့လိုတွေဖြစ်တယ်လဲဆိုလို့ရှိရင်ကိုညီတို့ကစားတယ်ဆိုတော့မှเนาะရိုးရိုးလေးကြည်ညက်အောင်ဝါတာမဟုတ်ဘူးအဓိကတခါလေးထိုးတော့အတင်းကိုเนาะအစာအိမ်ကိုတွားပြီးတော့တင်းဝနေအောင်စားလိုက်တဲ့အချိန်မှာဒီအစာအိမ်ထဲမှာရှိတဲ့ဒီအစာချေရည်နဲ့ဟိုက်ဒရိုကလိုရစ်အက်ဆစ်တွေဟာဆိုလို့ရှိရင်အပေါ်ကိုရှန့်ပြီးတော့သူလေချောင်းဒီအပေါ်ထိပေါ့เนาะလေမျိုးထိတွားရောက်တာဖြစ်တယ်အဲ့လိုမျိုးခဏအချိန်များမှခဏဖြစ်နေမယ်ဆိုလို့ကျွန်တော်မကောင်းပါဘူးเนาะဘာလို့ဆိုတော့ဒီအစာမျိုးပြုံးကင်ဆာအကျိတ်တွေဖြစ်နေတာလည်းဖြစ်တယ်အဲဒါမို့မပေါ့ဆပါနဲ့เนาะဘာလို့ဆိုတော့အဲ့လိုမျိုးကိုကဒီလိုလေချင်းတက်တယ်အဲ့လိုမျိုးရင်ဝါတွေပူတယ်ဆိုလို့ရှိရင်လည်းညအိပ်ရဝင်တဲ့အခါမှာခေါင်းကိုမြင့်နေထားပြီးတော့အိပ်ပေးဖို့လိုပါမယ်ဒါမှမဟုတ်ဘူးเนาะဒီအစာအိမ်လေကျင်တက်တဲ့ဟာကိုเนาะတက်တာပျောက်ကင်းခြင်းတယ်เนาะအရှင်းကိုပျောက်ကင်းခြင်းတယ်ဆိုလို့ရှိရင်เนาะခုကိုကြီးပြထားတဲ့ဒီရှားသောဖြော်ရည်လေးကိုเนาะစမ်းတောက်ကြည့်လို့ရပါတယ်ဗျာเนาะသူဟာဆိုလို့ရှိရင်လုံးဝရှားသောလက်ဘက်ကို90နဲ့9ရာခိုင်နှုန်းတော့မနဲ့ရှားသောလက်ဘက်ကတဘာဝဖြစ်တယ်เนาะပြီးလို့ရှိရင် blueberry ပါမယ်ပြီးလို့ရှိရင် goji berry လည်းပါလည်းဖြစ်တဲ့ကြောင့်မို့လုံးဝကိုအဆင်ပြေပါတယ်ဗျအဆိုင်သမားဆိုလို့ရှိရင်ဒဗလင်းဆန်းတောက်ကြည့်လို့ရပါတယ်ဗျတကယ်လို့တောက်ခဲ့လို့ရလက်မထွက်ဘူးဘလိုမှမနေဘူးဆိုလို့ရှိရင်ကိုကြီးပြအာမခံတိုင်းမယ်เนาะချက်ချင်းပဲငွေပြန်လွှဲပေးမှာဖြစ်တယ်အဲကြောင့်မို့အာမခံနဲ့ရောင်းတော့တဲ့ကြောင့်ဘာမှစိတ်ပူစရာမလိုပါဘူးကိုကြီးစီမှာ